အမတန်ထူးဆန်းတဲ့ဖျားပုံတော်ကိုတင်ပြန်ရှဲပြီးလူရဆူတောင်းပေးပါချမ်းသာကြည်ဝါပြီးအိရှိတို့ရွှေထုတ်ကြီးပြုတ်ကြတဲ့ကဲ့သို့အကျိုးပေးပါလိမ့်မယ်အလူကြီးလှူနိုင်ပြီးပေးကမ်းနိုင်တဲ့သူဟာတင်ပါပဲပြန်ရှဲဖို့ပဲလိုတာပါလူရဆူတစ်ခုကိုတောင်းပြီးချမ်းသာလက်တန်း